ချိုစုလိုင်းရောင်ရဲ့တတိမကိုဒုတိယအကြိမ်ပို့ပွဲခေါ်ရခဲ့ဒီခါကကျတော့တတိမတယောက်တည်းမဟုတ်ဘဲနဲ့တတိမသမီးလေးရောတတိမရဲ့သူလေးရောပါတယ်ပေါ့နော်ဒါကတော့မသွားခင်မနက်မှာတတိမကိုပို့အင်ကြီးတေချာလေးထမိန်လေးရောတေချာလေးဝတ်ပေးရပြီးလို့ရှိရင်ခေါင်းပေါင်းကတော့လောင်းဒီထဲမပေါင်းတတ်ဘူးဒါပေမဲ့အဆင်ပြေသလိုပေါ့နော်တေချာလေးတော့ပေါင်းပေးလိုက်ပါတယ်ရှင်အခုကတော့ပွဲကိုရောက်ပါပြီပွဲရကြတော့ထိုင်းနိုင်ငံမှာရှိတဲ့ပို့ဖုန်ကြီးကျောင်းမှာကျင်းပတာဖြစ်ပါတယ်ရှင်ပွဲကိုရောက်ပြီဆိုတာနဲ့တင်ကိုတတိမကိုချေရတဲ့သူတွေရောလိုင်းရောင်ကိုတဘောကြတဲ့သူတွေရောကတပုံလေးရိုက်ကြတယ်ခေါ်ကြတယ်နှုတ်ဆက်ကြတယ်ပေါ့နော်တတိမကိုတွေ့တဲ့သူတိုင်းကအရန်ကိုမှချစ်ကြတယ်မကလည်းအရန်ကိုမှပျော်နေတာပေါ့နော်ပို့လူမျိုးတွေကချစ်စရာကောင်းတယ်ပို့ဝိဆုံလေးကလည်းအရန်လှတယ်တဲ့သူပြောတယ်ပေါ့နော်ပို့လူမျိုးတွေဖြစ်တဲ့ညီကိုမောင်နှမတွေအားလုံးကလည်းတတိမကိုချစ်ကြတော့တွေ့ရနဲ့အားလုံးနှုတ်ဆက်ကြတယ်ပွဲကိုလာပြီးလို့လေဒါကျေးဇူးတင်ကြတယ်ပေါ့နော်လိုင်းရောင်လေတတိမကိုဒီပွဲကိုခေါ်သွားပြီးလို့အရန်လဲပျော်တယ်တတိမကိုယ်တိုင်နဲ့ကလည်းဒီပွဲကိုတက်ရောက်ပြီးလို့ပေါ့နော်လိုင်းရောင်လေတကယ်ကိုမှကျေးဇူးတင်နေရှင်ပွဲလဲရောက်ပြီးရောတက်တိုင်ဆက်ဆိုင်အကိုတက်နဲ့လဲတွေ့သေးရဲ့အကိုတက်လဲပွဲကိုလာခဲ့ရပေါ့နော်တက်ကတော့ပြောရဲဒါပိုးပွဲကိုတဲ့ပထမဦးဆုံးရောက်ဖူးတာတဲ့ကိုတက်လဲအရန်ကိုမှပျော်နေအားကြတော့လိုင်းရောင်တို့ရဲ့ပိုးရိုးရအလှန်ဖြစ်ပါတယ်အယောင်3ယောင်ရှိပါတယ်အပြာအစိမ်းအနီးပြီးတော့ဂျယ်လေးရပေါ့နော်၄ခုပါရှင်ပြီးတော့ပိုးအစားအစာတွေလည်းတထေးမကိုကျွေးခဲ့ရပေါ့နော်တထေးမကတော့3မကန်လောက်အထိကိုပိုးအစားအစာတွေအများကြီးပဲစားခဲ့သူကတော့ဘာအစားအစာဖြစ်ဖြစ်ပေါ့နော်မြန်မာဟင်းအစားအစာဆိုရင်အကုန်လုံးကြိုက်တယ်နိုင်ငံကမြန်မာနိုင်ငံသားတွေအကုန်လုံးချက်တဲ့ဟင်းဆိုရင်တော့သူအကုန်လုံးကြိုက်တယ်ပေါ့နော်ချိန်တော်တော်ကြာလောက်ပွဲမှာနေခဲ့ရပေါ့နော်ပြီးလဲပြီးတော့တထေးမသမီးလေးရောလိုင်းရောင်ရောဘော်ရောတူတူအိမ်ကိုပြန်ကြပါရဲ့ရှင်အလုပ်ကိစ္စလေးလည်းရှိတာမို့လို့မမြန်တဆန်လေးပဲပေါ့နော်ပွဲကိုရောက်တာနဲ့အိမ်ကိုပြန်လှည့်ခဲ့ကြပါတယ်နောက်ဘာပွဲတွေကိုလည်းတွားစီချင်လဲဆိုတာကို comment မှာရေးခဲ့နော်